လေးတွေကျောင်းနေရတာပြောကြရလားပညာတင်နေတဲ့ကလေးတွေအတွက်ကျောင်းနေရတာပြောရလားဆိုတာအမေတင်ဆုံးမိခွန်းတစ်ခုပါကျောင်းနေရတာမှမပြောတဲ့ကလေးတစ်ယောက်ကကျောင်းစာကိုဘယ်လိုဆက်ပြီးတော့ကောင်းကောင်းလေ့လာတည်နိုင်ပါလဲအဲ့ဒီကလေးရဲ့ပညာရေးရောဆက်လက်ဖွံ့ဖြိုးလာပါအောင်မလားသူရဲ့ရှိဘဝအတွက်ကရောဘယ်လိုဖြစ်လာနိုင်တယ်လဲကလေးတယောက်ကျောင်းနေမပြောခြင်းကအဲ့ဒီကလေးအတွက်မိခွန်းပေါင်းများစွာနဲ့အတူအနာဂတ်မှာအဲ့ဒီကလေးကဘယ်လိုဖြစ်လာမလဲဆိုတာကအစတွေးကြည့်ဖို့လိုလာပါပြီဒီလိုဆိုရင်ကလေးတွေကျောင်းနေပျော်ဖို့အတွက်ဘာလုပ်ရမလဲဘာတွေလိုအပ်တယ်လဲဘာတွေပြင်ဆင်ထားတဲ့လဲကျွန်တော်တို့ကျောင်းတိုင်းမှာထားတဲ့ဆောင်ဖို့တစ်ခုရှိပါတယ်ဆရာမိဘအကြောင်းသားပူပေါင်းကလေးပညာရေးကောင်းဆိုတာလေးပါအဲ့ဒီမှာဆရာတွေအနေနဲ့ဆရာကျင့်ဝတ်၅ပါးဖြစ်တဲ့အတက်လဲတင်ပဲ့ပြင်ဆုံးမှတိတ်ပမချံဘေးရန်စီကတင်းရအပ်ဖို့ဆိုတဲ့ဆရာဝတ်တရား၅ပါးအပြင်ကလေးတွေရဲ့တဘောတဘာဝကိုနားလေတဘောပေါက်ပြီးတော့ပြုပြင်ပေးနိုင်ဖို့အရေးကြီးပါတယ်ဆရာတွေကကလေးတွေနေထိုင်တဲ့ပတ်ဝန်းကျင်ဗီဇစရိုက်ကိုနားလေတဘောပေါက်မှတာလျင်ကလေးတွေရဲ့တဘောတဘာဝနဲ့လိုက်ပြီးတော့ပြုပြင်ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်မိဘတွေအနေနဲ့ကရောဒါကတော့အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်ဆရာတွေကဘလောက်ပဲပြုပြင်ပြောင်းလဲပေးနေပါစေဘလောက်ပဲဆုံးမနေပါစေကလေးတွေကမိဘရောက်သွားတဲ့အခါကျောင်းပြင်ပရောက်သွားတဲ့အခါမိဘတွေကကိုတာသမီးရဲ့အခြေအနေမှကိုမတည်သေးဘူးဆိုရင်အဲ့ဒီကလေးကဖြစ်ချင်တာဖြစ်နေမှာပါပဲမိဘတွေအနေနဲ့ကလေးကအိမ်မှာပဲဖြစ်ဖြစ်အိမ်ပြင်ပမှာပဲဖြစ်ဖြစ်ဘယ်လိုပြုမှုနေထိုင်တယ်လဲဆိုတော့အမှန်တကယ်တီးဖို့လိုပါတယ်အဲ့ဒါမှလည်းကလေးကိုအချိန်မီပြုပြင်ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်မိဘတွေတတိထားရမှာကလေးတွေကသူတို့တကယ်ဖြစ်နေတာကိုအမှန်တိုင်းပြောနေတယ်လားဆိုတာဖြစ်ပါတယ်ကျောင်းသားတွေအနေနဲ့ဆိုရင်ကိုယ်တိုင်ကအဓိကအရေးကြီးပါတယ်သူများတွေကပြုပြင်ပေးလို့ဆိုတာထက်ကိုယ်တိုင်ကအရေးကြီးဆုံးပါကိုဘဝကိုအကြောင်းကိုနားလည်တဲ့လူငယ်ကျောင်းသားတယောက်ကအမားတွေမလုပ်မိဘူးဝေးဝေးကရှောင်ပါတယ်ဒီနေရာမှာကလေးတွေဘာကြောင့်ကျောင်းမပြောရတာလဲလို့မေးလိုက်ရင်အရေးကြီးဆုံးတစ်ချက်ကိုမေ့ထားလို့မရပါဘူးဆရာရောမိဘရောကျောင်းသားရောတည်ထားရမယ့်အချက်ပါအဲ့ဒါကလေးကဘလို့အပေါင်းတင်းမျိုးနဲ့ပေါင်းနေတယ်လဲဆိုတာဖြစ်ပါတယ်ဒါကလက်ရှိဖြစ်ပျက်နေတဲ့ကလေးတွေရဲ့ပုံစံကိုပို့ပြီးတော့မြင်လာစေတဲ့တိတာစေတဲ့အချက်ဖြစ်ပါတယ်။ငယ်ရတဲ့ကလေးတွေကအပေါင်းတင်းကိုတိတ်ခင်တွေကြတယ်လို့အပေါင်းတင်းကြောင့်လည်းပျက်စီးကြပါတယ်။ကျွန်တော်စကားတစ်ခုကြားဘူးတယ်။မင်းရဲ့အချင်းစရိုက်ကိုတိကျင်ရင်မင်းကဘယ်လိုလူမျိုးနဲ့ပေါင်းနေတယ်လဲဆိုတာကိုကြည့်တာနဲ့တိနိုင်နေတဲ့တိတ်မှန်တာပေါ့။ကလေးတွေဆဲရက်လာတာဟာမိဘတွေလူကြီးတွေကတင်ပေးလို့မဟုတ်ပါဘူး။အချင်းချင်းပြောကြဆိုကြရင်နဲ့တက်လာကြတာပါ။ကလေးတွေရန်ဖြစ်တာဟာဆရာတွေမိဘတွေကြောင်းဆိုတာတဲ့ကလေးတွေချင်းချင်းမခံချင်းစိတ်ကြောင့်ဆိုရင်ပုံမှန်ပါလိမ့်မယ်အပေါင်းအတင်းကတိတ်ရေးကြည့်ပါတယ်မဆိုးနာနီမဆိုးတငါနာနီတငါဆိုတာတိတ်မှန်တာပဲဥပမာတစ်ခုပြောရရင်အရန်ဆဲတဲ့ပတ်ဝန်းကျင်မှာနေတဲ့လူတစ်ယောက်ကအဆဲလေးပါမှစကားပြောတတ်တယ်လို့မျိုးဆဲတာကိုရိုင်းနေလို့မခံစားရအောင်နားရင်နေတယ်လို့မျိုးပေါ့အဲ့ဒီပတ်ဝန်းကျင်ကိုမဆဲတဲ့ပတ်ဝန်းကျင်ကလူတစ်ယောက်ကရောက်လာရင်နားထဲမှာကိုယ်လိုကန့်လန့်ဖြစ်လိမ့်ရှိပါတယ်ကလေးတွေအတွက်ပတ်ဝန်းကျင်နဲ့အပေါင်းတွေကတိတ်အရေးကြီးပါတယ်အချို့အနေနဲ့ပြောရရင်ကလေးတယောက်အကြောင်းနေပြောရလားဆိုတာနဲ့ပတ်သက်ပြီးမိဘဆရာအကြောင်းသားအားလုံးပူးပေါင်းဖို့လိုတယ်လို့သူတို့လေးတွေကျင်လည်နေတဲ့ပတ်ဝန်းကျင်ကိုလည်းတည်ထားဖို့လိုပါတယ်ကလေးတယောက်ပညာဆက်လက်တည်ယူနိုင်ဖို့အကြောင်းနေပြော၍စာတော်တဲ့အတိညာဖွံ့ဖြိုးတဲ့ကလေးတယောက်ဖြစ်ဖို့ဆိုရင်အကြောင်းနေပြောလဲစူးစမ်းဖို့လိုအပ်တယ်ဆိုတာပြောချင်ပါတယ်